မင်္ဂလာပါရှင်ကျွန်းစော channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့တူနကိုဆိုတဲ့စာမှုလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်နားဆင်ကြည့်ကြပါရှင်ဘရန်ဒီအိမ်မှာတငယ်ချင်းတွေတွေ့ဆုံကြပါသည်အိမ်ဆိုသည်ထက်ဘရန်ဒီတို့၏တိုက်အိမ်ဆိုရင်ပုံမှန်ပြီးခြံဝင်းကြီးကလည်းအကျယ်ကြီးနေရာကလည်းရက်ွက်နာမည်ကြားသည်နှင့်တထေးရက်ွက်ဆိုတာတည်သောနေရာဖြစ်သည်ဘရန်ဒီကတငယ်ချင်းများကိုစားစရာအမျိုးမျိုးနှင့်အခန့်ကျွေးမွေးသည်ဘရန်ဒီ၏ချမ်းသာကြွယ်ဝနေမှုကိုကြည့်ပြီးတငယ်ချင်းများကအားကျနေကြသည်နေရန်ခံကောင်းတာပဲဘရန်ဒီရဲ့မေတော်အားကျစွာပြောသည်တိမ့်တိမ့်ကထောက်ခံစွာခေါင်းညှိ၍ငါတို့ထဲမှာဘရန်ဒီကန်အကောင်းဆုံးပဲဟုပြောပြန်သည်ဘရန်ဒီကဝုန်းဝန်းကြော်ကြော်လေးပြုံးလိုက်ပြီးကိုဦးကအရာအလုံးငါသဘောပဲဟာဟုကျင်းတဲ့တန်ပြေပြောလိုက်သည်ဘရန်ဒီဤကိုဦးဟိုသောအသုံးနှုန်းကိုကြားတော့မေတော်နှင့်တိမ့်တိမ့်တို့တယောက်မျက်နှာတယောက်ကြည့်မိကြပြီးရဲချင်းစိတ်ကိုမျိုးသိမ့်လိုက်ကြရသည်ဘရန်ဒီတို့လဲလိုက်ပုံများသူမထက်အသက်25နှစ်ကြီးသောဦးထိုက်မောင်ကိုဦးလို့မခေါ်ပဲကိုဦးတဲ့လေယခုဘရန်ဒီနေသောချမ်းပိုင်ဆိုင်မှုအလုံးသည်ဦးထိုက်မောင်၏ပိုင်ဆိုင်မှုများသာဖြစ်သည်ဦးထိုက်မောင်ကမုတ်ဆိုးဖို့သားသမီး3ယောက်ရှိသည်ဦးထိုက်မောင်၏သားနှင့်သမီး2ယောက်သည်ပင်ဘရန်ဒီထက်အသက်ပိုကြီးနေသည်လင်းလူကြီးကဘရန်ဒီငါတို့တနေ့လုံးရှိနေတာမတွေ့ရပါလားကိုဦးလိုကုမ္ပဏီပိုင်ရှင်တယောက်ကအချိန်အားသိမရှိဘူးလေမေတော်ဤနင့်လူကြီးဟုသောအသုံးနှုန်းကိုဘရန်ဒီမကျေနပ်၍တမင်ခါကြွားကြွားလေးပြောလိုက်သည်အသက်ကြီးတာကိုပေါ်လွင်အောင်တမင်ပြောနေတာဟုဘရန်ဒီထင်သည်မေတော်ကတော့ဘရန်ဒီဤကြွားလုံးများကိုဂရုမထားသလိုပန်းသီးတစ်စိတ်ကိုကောက်ဝါးလိုက်ပေမဲ့တိမ့်တိမ့်ကတော့အားကျစိတ်ဖြင့်ငေးသည်ဒီစဉ်ခိုက်မှာပဲတိုက်ဤပေါ်တီကိုအောက်သို့အကောင်းစားကားကြီးတစ်စီးရလာသည်တောက်ပြောင်လှပသောကားကြီးပေါ်မှခန့်ညားသောလူကြီးတူဆင်းလာသည်တငယ်ချင်းနေရောက်နေတာလားဘရန်ဒီကဟုတ်ဟုဖြေပြီးထိုင်ရာကတော့မထချေဦးထိုင်မောင်ကမေတော်နှင့်တိမ့်တိမ့်ကိုနှုတ်ဆက်ပြီးအိမ်ပေါ်ထက်သို့တက်သွားနေသည်ဘရန်ဒီလည်းတပ်ပြင်းလေးကိုမတိမသာချမိသည်ဘလိုပင်ပတ်စံချမ်းသာကြွယ်ဝပင်မဲ့ဦးထိုင်မောင်နှင့်သူမမှာအသက်အရွယ်ကကွာခြားလွန်းလာရာငယ်ချင်းများရှေ့တွင်ခင်မွန်းတဲ့အဖြစ်ပြောဆိုရမှာဘရန်ဒီစိတ်ထဲသိငယ်မိသလိုရှိပါသည်ဟောကားတန်ကြတယ်ငါ့ယောက်ျားလာခေါ်ပြီးတင်တယ်မေတော်နင့်ကိုလည်းလိုက်ပို့ပေးမယ်နော်တိမ့်တိမ့်မျိုးသားမှာအငှားတက္ကစီဆွဲနေရမှတိမ့်တိမ့်ကိုပြန်လာခေါ်ပေးခြင်းဖြစ်သည်တိမ့်တိမ့်နှင့်မေတော်သည်ဘရန်ဒီကိုနှုတ်ဆက်ပြီးတက်စီကားလေးပေါ်သို့တက်ကာသွားလိုက်ကြသည်ဘရန်ဒီမှာတိမ့်တိမ့်တို့ကားလေးထွက်သွားသည်ကိုကြည့်ပြီးစိတ်ထဲ၌ဘာဖြစ်မှန်းမသိပဲမပျော်ရွှင်ပဲရှိနေသည်ညနေစာချက်ဖို့ဆံပုံးကိုဖွင့်တော့တိမ့်တိမ့်တပြင်းချမိသည်ဆံကုန်တော့မီစီကလည်းလက်နှစ်စစ်ခန့်သာရှိတော့သည်ကိုတန့်စင်ဝင်ငွေကအမှန်မရှိတတ်ပါအုံနာကြီးလည်းပေးရသေးသည်ကိုအာလူလက်ကြံလေးနှင့်ဘဲဥသုံးလုံးကိုမကြီးသည့်အနှစ်ကလေးနှင့်ချက်မိမဆလာလေးအုပ်လိုက်ရင်စားခြင်းစပွဲပါပဲဟင်းလျာအတွက်ရှိတာနှင့်ချက်ဖို့ကြိုးစားရင်ဘရန်ဒီအိမ်မှမနက်စာဟင်းပွဲများကိုမြင်အောင်မိပြန်သည်ဘရန်ဒီကတငယ်ချင်းနှစ်ယောက်ကိုစားသောက်ဆိုင်ကြီးတစ်ခုမှမှာကျွေးခြင်းဖြစ်ပြီးစားစရာများမှစုံလင်လှသည်မေတော်တိတ်ကြိုက်သည့်ဘဲကင်လက်ပါသည်တိမ့်တိမ့်လည်းကြိုက်တာပါပဲတိမ့်တိမ့်ကတော့သားနှင့်သမီးမျက်နှာကိုသာမြင်အောင်နေမိ၍မျိုးမကြခြင်းပါကလေးနှစ်ယောက်ကိုကြိုက်တတ်တာလေးတွေမကြွေးရတာကြာပြီဘရန်ဒီကတော့လက်ညှိုးညွန်ရာရေဖြစ်နေတဲ့ဘဝကိုရသွားပြီဟုတွေးညနေစာချက်မိဆန်ကိုဆေးလေသည်ဘရန်ဒီသည်ညဝတ်အင်ကြီးကိုတွေ့ရတတ်ထဲဆွဲယူပြီးမှန်တင်ကုန်ပေါ်မှအလှပြင်ပစ္စည်းများကိုကြည့်မိသည်3000အောက်ပစ္စည်းတစ်ခုမှမရှိပါအပြိုဘွားကဆိုရင်2000ခွဲတန်လောက်မိတ်ကပ်အရေးတစ်မျိုးလောက်ဝယ်ပြီး6လခန့်ခံအောင်ချွေတာလူရလေသည်ရှိတာလေးနှင့်လှအောင်ဝယ်ရသည်မေမေတင်ပေးထားသောဆက်ချုပ်ပညာလေးကြောင့်အင်ကြီးပိတ်စာလေးများကိုဝယ်ပြီးကိုယ်တိုင်ချုပ်သည်ချုပ်ခလည်းတက်တာသည်ပင်ကိုကလှပကြော်ရှင်းသူဖြစ်၍ဘရန်ဒီမှာတက္ကသိုလ်တွင်လည်းစမ်းပွင့်လှသည်တော်ယုံတန်ယုံချမ်းသာသူတွေဘရန်ဒီနားမှာဝိုင်းဝိုင်းလည်နေသည်ဘရန်ဒီ၏စိတ်ကိုတော့မဖမ်းစားနိုင်ခဲ့ကြပါဘရန်ဒီကအချစ်ဆိုတာကိုမကိုးကွယ်အဆဆချွေတာနေရသောဘဝမှုဘဝမှာငွေကဘလောက်ထိအရေးပါသည်ဆိုတာကိုကောင်းကောင်းသိပါသည်ငွေရှိလျင်လူကနတ်သားဖြစ်သွားနိုင်သည်
ငွေအလွန်မင်းရှိပြန်ရင်တော့လူကနတ်ဖျားဖြစ်သွားပြီဗရန်နီစိတ်ကမှတ်ထားခြင်းဖြစ်သည်ဗရန်နီခံယူချက်မှန်ကြောင်းတသက်သက်ရက်တွေလည်းရှိခဲ့သည်ဒီစဉ်ကဗရန်နီက10 တန်းဖြေဆိုထားပြီးအတန်းတူကျောင်းတူတငယ်ချင်းလင်းထက်အောင်နှင့်ရီးစားဖြစ်ခဲ့သည်လင်းထက်အောင်တို့ကမချမ်းသာပါသို့သောမုတ်ဆိုးမသမီးကုန်းစုံဆိုင်ငယ်လေးတစ်ဆိုင်ကိုအမိပြုရက်တည်နေရသောဗရန်နီတို့သားမိနှင့်စားလင်တော့သူတို့ကိုသူတို့တထေးတကြွယ်ကြီးများလားခံယူထားကြသည်လင်းထက်အောင်ကလည်းဖြူဖြူမြင့်မြင့်ချောချောဆိုတော့သူတို့၏သားအတွက်အနာဂတ်သည်ရွှေရောင်ဆန်းသည့်ပန်းခင်းလန်းဟုထင်မှတ်ထားကြပြန်သည်မို့ဗရန်နီအဆင့်မျှနှင့်တော့လမ်းမဆုံးစေလိုကြအဲ့ဒီတုန်းကလင်းထက်အောင်၏မိခင်ပြောခဲ့သောစကားကိုယခုအထိဗရန်နီနားထဲမှမထွက်ပါအရေးပြောပေါ်ကအလှပကပတ်စံသာရှိရင်ကြိုက်သလိုပြင်လို့ရပါတယ်အေးငါသားအတွက်ငါအားလုံးစီစဉ်ထားပြီးသားငါသားဘဝရဲ့အတားအဆီးမဖြစ်ချင်ပါနဲ့ဗရန်နီထမင်းနှက်မှတ်ဖို့ကပထမဖြစ်နေရတဲ့ညီးဘဝတဲကိုငါသားလေးမရောက်စေရဘူးဗရန်နီအလှကိုအလေးမထားဗရန်နီနှလုံးသားကိုနင်းချေဖြက်စီးယုံမကဗရန်နီဘဝကိုပါနှိမ်ချစောကလူပေါင်းပွားသွားကြသည့်ရီးစားဦးသားမိနှင့်သူတို့အတိုင်းဝိုင်းကိုဗရန်နီယုံမှုံယုံမျှမကထိုသူတို့ထက်အစာပေါင်းများစွာကြွယ်ဝချမ်းသာခြင်းလာသည်ဒီစဉ်ကလေးကကြိုးတွင်းခဲ့ရသောနှလုံးသက်ဖို့အတွက်ခံစားချက်ဟူသည်များသည်နတ္ထိဖြစ်ကုန်နေသည်ခံစားချက်ကင်းမဲ့လေတော့အရာရာကိုအုံနောက်ဖြစ်သာရွေးချယ်ဆုံးဖြတ်တတ်လာသည်အမှတ်မထင်ဦးထိုက်မောင်နှင့်စုံစည်းခဲ့ရလေတော့ဦးထိုက်မောင်သည်ဗရန်နီမျှော်မှန်းတိဆောက်ခြင်းခဲ့သောလောကသစ်တစ်ခုအတွက်ပံ့ပိုးဖန်တီးပေးနိုင်တော့သူဖြစ်နေခဲ့သည်ဒီနောက်မှာတော့အမှတ်မထင်မှသည်အမှတ်ထင်ဖြစ်အောင်ဖန်တီးမှုများစွာတို့ဖြင့်ဦးထိုက်မောင်ကိုဗရန်နီချီးကပ်ခဲ့နေသည်ဝုန်းကနေပြိုလဲမိသံအာအမလေးဟုနာနာချင်းချင်းအော်လိုက်သံတို့ဆူညံသွားသည်ကောင်မလူတွင်ကျလှုပ်ချင်အောင်လူယုံမကောင်းနင်ကအယုတ်တမကောင်းပဲမေတော်ကြီးအောင်ငိုတန်ကတိတ်တော့မကျဲလှပါစိတ်ရောလူပွားနာကျင်ရသည်မို့အောင်ငိုမိတော်လဲကိုယ်တိုင်ကဆရာမမို့ပဝင်းကျင်ကိုရှက်သည်မေတော်မှာသူ့ထက်အသက်8 နှစ်ကျော်ငယ်သောကြော်အောင်နှင့်အိမ်အောင်ပြုမိသည်မှစ၍ဒုက္ခကိုဝယ်ယူလိုက်သလိုဖြစ်ခဲ့ရသည်10 တန်းကိုတဖုံဖုံကျနေသောလူတေလူပေလေးကြော်အောင်ကိုဆရာမမေတော်ကရုဏာတော်တော်ဖြစ်ခဲ့ရသည်ပဝင်းကျင်မှလူဆိုးလေးဟုသတ်မှတ်၍ဝိုင်းဝန်းကျင်ဖယ်ကြနေတော့တနာခဲ့မိပြန်ပါသည်ကြော်အောင်ကလည်းမိဘအပေါ်မောင်နှမတွေပေါ်သာဆိုးပြီးဆီယမမေတော်ရှိတွင်တော့ပြီးကလေးငယ်လေးလိုအာကိုတကြီးရှိလာသည်မေတော်ကလည်းကြောအောင်ကိုအတနာပိုကပြုတ်ပြရန်ကြိုးစားမိခဲ့ရမှကြောအောင်နှင့်မေတော်နှစ်ပူးစာပါခဲ့ရသည်ယခုတော့ကြောအောင်၏မျက်နှာဖုံးကွာကြခဲ့ရပြီစကားပြောယုံရင်ကြမ်းတမ်းယုံမျှမကပဲလက်ထိခြေပါနိုင်စားလာသည်မကျေနပ်လျင်မကျေနပ်သလိုရိုက်နှက်ကန်ကြောက်တတ်သည်ယခုလဲကလထိုင်ပေါ်မှစာဖတ်နေသောမေတော်ကိုမပြောမစိုးကန်ချလိုက်ခြင်းဖြစ်ပြီးကျမ်းမြင်ပေါ်ပြုတ်ကျလာသောမေတော်ကိုထပ်မံကန်ကြောက်ဆဲဆိုပြန်သည်မိမိထက်များစွာငယ်သူမို့မိမိကိုချစ်ယုံမျှမကလေးစားတမိုးထားလိမ့်မည်ဟုယုံကြည်ခဲ့မှုသည်ငရဲကြခြင်းနှင့်တသက်ပြုခဲ့ရချေပြီဒီငရဲမှဒီတသက်မေတော်လွတ်မြောက်နိုင်ပါမည်လားဗရန်နီသည်ညံကောင်းသောပညာတတ်မိန်းကလေးပြီးဦးထိုက်မောင်၏ကုမ္ပဏီလုပ်ငန်းကိုဝင်ရောက်ဆွတ်ဖက်ချဲလဲခြင်းမျိုးလုံးဝမလုပ်ပါဦးထိုက်မောင်၏လုပ်ငန်းများကိုနားမလည်သည့်အပြင်ဦးထိုက်မောင်၏လုပ်ငန်းအတိုင်းဝိုင်းတွင်လည်းဝင်ဆက်နိုင်မည်မဟုတ်ထို့ကြောင့်ဗရန်နီသည်သူကျွမ်းကျင်သောဝတ်အထည်ပေါင်းစုံဖက်ရှင်ကုမ္ပဏီငယ်လေးတစ်ခုကိုစတင်လုပ်နေသည်ကုမ္ပဏီဝန်ထမ်းများခေါ်ယူရာတွင်သူသွားလေရာအမြဲလိုက်ပါရမည့်အတွင်းရေးမှူးတစ်ယောက်ကိုပါရွေးချယ်ပြန်သည်သူ၏တွင်ရေးမှုသည်လုပ်ငန်းကိစ္စများကိုစီမံနိုင်ရယုံမကဗရန်နီသွားလေရာသို့လည်းကျွမ်းကျင်ချင်းကောင်းမောင်းပို့ပေးရမည်ဖြစ်သောကြောင့်အတွင်းရေးမှုကိုပညာတတ်ဘွဲ့ရအသက်30ဝန်းကျင်ခန့်ရုပ်ရည်တန့်ပြန့်ဆက်ဆံရေးလိမ်ရင်ကျေးလိမ်မာသောကိုဇော်ဝေထွန်းကိုရွေးချယ်လိုက်သည်ဇော်ဝေထွန်းကလည်းအမေတစ်ခုသားတစ်ခုဘွဲတစ်ခုရထားပြီးစရင်အင်းဒီပလိုမာများတတ်ထားသူစကားပြောတိမ်မွေပြီးနူးနူးညံ့ညံ့လေးပြုံးတတ်သူဒါတွေတင်လားဆိုတော့မဟုတ်သေးပါငါးပေ17 လက်မှကျော်သောအရက်မောင်းနှင့်တန်မာသောပခုံးများခါကိုမတ်၍လမ်းလျှောက်လာလင်ကိုနေဟန်ထကြစ်လက်ခံကြသူအလုတ်လာလျှောက်သူအမျိုးသားများကြားထဲတွင်တော့တမူထူး၍ထင်ရှားသောရုပ်ရည်ရှိသူ
ဘရန်နီသည်ဇော်ဝေထွန်းကိုမြင်ပြီးကတည်းကတခြားသူများကိုရွေးချယ်ခြင်းစိတ်မရှိတော့သို့တော်လည်းဘရန်နီသည်အတွင်းစိတ်ကိုအတွင်းမှသာထားတတ်သူဖြစ်လေရာအလို့လျှောက်လာသူအလုံးကိုပြီးဆုံးသည့်အထိအင်တာဗျူးလေသည်ကျန်နေရာယာတူးများအလုံးအတွက်ခံထားပြီးပေမဲ့သူ့အတွက်လိုအပ်သောအတွင်းရေးမှုတစ်ဖြစ်လဲဒရိုက်ဘာကိုရွေးချယ်နေရခြင်းဖြစ်သည်အကောင်းဆုံးကိုမှလိုချင်တတ်သောဘရန်နီသည်အလို့လျှောက်သူများအလုံးကိုအကြောင်းပြန်ပေးပါမယ်ဟုဆိုပြီးဇော်ဝေထွန်းကိုသာအလုတ်ခန့်လိုက်ပါလေသည်ဇဝဲပေါ်မှပန်းတူရောင်ဖိတ်ဆောင်ငယ်လေးသည်မျက်နှာငယ်လေးရှိသည်အိမ်အောင်ဦးစီးဟုသူ့ကိုယ်သူကြေညာထားသောကြော်ကြော်အောင်၏ကောက်ပေါက်တာခံရသောဖိတ်ဆောင်ငယ်လေးသည်နာကျင်မှုကိုပါခံစားနေရနိုင်ပါသည်ကြော်ကြော်အောင်ကတောက်တစ်ချက်ခောက်လိုက်ပြီးနိုင်ရန်မှနိုင်ကိုမော့ကြည့်သည်သူမိမဒေါ်မေသောဒီနေ့မှနောက်ကျနေသလိုပါပဲသူစိတ်ဆောနေ၍ပါပုံမှန်အချိန်တိုင်းမေသောเจ้าမှပြန်လာသည်ဟင်းကျော်အိမ်ဧကန်၌မတ်တက်ကြီးချက်ကခါထောက်၍ကြည်နေသောကြော်ကြော်အောင်ကြောင့်မေသောအံ့ဩသွားသည်ဘာကိုအလိုမကျပြန်ပါလေအလုတ်ကပြန်လာချင်းပင်မလာသူကိုမှအာမနာပါရော့ဒီမှာဖတ်ကြည့်လိုက်ကြော်ကြော်အောင်ကဇပွဲပေါ်မှဖိတ်စာနှင့်မေသော၏ရင်ဘတ်ကိုပေါက်ထည့်လိုက်သည်ဒေါ်မေသောနှင့်ခင်မွန်ဘာဖြစ်လဲဝါလိဟုမေသောနားမလည်နိုင်သေးခင်မှာပဲခမောကြီးစနက်မဟုတ်လားခမောကြီးကကိုဂုံရှိတယ်ဆိုပြီးကျုပ်ကိုလူရမသွင်းချင်မှုပေါ့ဒီလိုရေးတာမျိုးဘာမှတွေ့ဘူးလဲမိမနာမည်ကရှေ့ကယောက်ျားနာမည်ကနောက်ကအခုကကျုပ်နာမည်တော့မပါဘူးဒါတွေဟာခမောကြောက်ပဲမေတော်မှလည်းအလုတ်ပင်မလာသည်မို့ဒေါသထွက်လာပြီးသူ့ဘာသာသူရေးထားတာလေငါ့ကိုဘာဖြစ်လို့ရန်ရှာနေတာလဲအောင်မခမောကြီးကများကြော်အောင်စပွဲကုံကိုဆောက်ကန်ပြစ်လိုက်၍စပွဲငယ်မှလိမ့်ထွက်သွားသည်ခမောက်ကိုခမောက်တော်လာတက်လာပြီထင်မနေနဲ့အမေအရွယ်လောက်ကြီးကိုယူထားရတဲ့ကျုပ်ကမှပိုနေနာတာမေတော်ထိုင်ကုန်နေလိုက်သည်ဝိအစားပင်မလဲနိုင်သေးပဲရင်ထဲမှာဆို့နေအောင်နာလာသည်မယူခင်တုန်းကတော့မမနဲ့နှုတ်ဖျားစကားချိုသလောက်ယခုတော့ရုပ်ရင်းကြမ်းတမ်းလှသည်အမေအရွယ်ဟုလည်းမကြာခဏပြောတတ်ပြီးသူကပင်နစ်နာပြန်သေးသည်တဲ့ကြော်အောင်မှာဘာအလုံးမှမဲရမလုပ်သလိုအိမ်မှာလဲကုလို့သည်မရှိစားပြီးသောပကံကိုပင်မဆေးပါတငယ်ချင်းများခေါ်လာပြီးအိမ်ပေါ်မှာပင်တောက်စားအော်ဟစ်ကြသေးရာနောက်များမခေါ်လာဖို့ပြောရမှအကြီးကျယ်ရန်ဖြစ်ခဲ့ရသေးသည်ထိုကိစ္စကိုတော့မေသောဘက်ကအလျှော့မပေးနိုင်ပါယခုလည်းပြဿနာလို့ကသူ့အမေအိမ်သွားမိထင်သည်ထွက်သွားသည်မေသောငိုရှာရင်းတင်းကိုသတိရမိသည်တင်းတို့ကတငယ်ချင်းလင်များဖြစ်လေရာသူကဲ့သို့ဒုက္ခမျိုးရှိမည်မဟုတ်ပါဟုသူ့ဘဝကိုသူတင်ငယ်စွာတွေးရင်ပို၍ရှိုက်ကိုမိပြန်ပါသည်သိမ့်သည်ပတ်စံအိတ်ကိုဖွင့်ပြီးတော့1000တန်3ရွက်သာရှိတော့သည်မနေ့ညနေကကိုတန့်စင်ကားဆွဲရသည့်ငွေ1000ခွဲပေးတော်လဲအမေနေမကောင်း၍စေကံပြလိုက်ရာ9000ကုန်သွားလေသည်ဆံပြုတ်ဆိုင်မှာက1000တအိမ်သားလုံးအတွက်မနဲ့အစာပြေမှုဖို့ကလေးနှစ်ယောက်ကြောင်းမှုဖို့တို့နှုတ်လိုက်သောအခါလက်ထဲတွင်ငွေ3000ကျပ်သာကျန်သည်တနေ့ကုန်ကြစရိတ်သည်အပိုငွေကျန်သည်မရှိသိမ့်မှာတူသည်သောသမီးဖြစ်၍မိအိုဖဝများနှင့်အတူမိဘအိမ်မှာပင်နေလေသည်ကျောင်းမပြီးခင်အိမ်တော်ပြုလိုက်မိ၍ကတိလင်ဒနိုင်ခဲ့သလိုယခုဆိုရင်သားတစ်ယောက်နှင့်သမီးတစ်ယောက်ပင်ရနေပြီကျောင်းထမင်းဘူးများရှိသည်မို့ဈေးကိုတရက်ကြိုဝယ်ချက်ရသည်မနက်ဖြန်အတွက်ပတ်စံ3000နှင့်ဘလို့စီမံရမည်မသိကိုတန့်စင်ညနေကားသိမ်းပြန်လာမှဝယ်ရမည်လားတကားကြီးကိုတန့်စင်တကားမကြီးသိမ့်အိမ်ရှိမှခေါ်တန်ကြား၍ထွက်ကြည့်မိတော့လာစဉ်အလှခံနေကြဦးစင်းကအလှခံဖြတ်ပိုင်းစာအုပ်ကလေးကိုထုတ်၍3000ကျပ်ဟုရေးလိုက်ပြီးစာရွက်ဖြတ်ပိုင်းကိုဖြတ်ကာသိမ့်ကိုလှမ်းပေးသည်လာစဉ်3000ကျပ်လှူနေကြမှုဦးစင်းမှာလာစဉ်တိုင်း၌ကြွကျင်သည့်အချိန်ကြွလာတတ်သူဦးစင်းကစုတွေတတိကြီးပေးနေပါသည်သိမ့်မှာပစစ်တုံရင်လှုပ်ချီတိုင်းဦးစင်း၏စုပေးတံကိုနာခံနေရလေသည်ယခုဆိုရင်လက်ကျန်ငွေ3000ကိုပင်လှူလိုက်ရပြီမို့တပြားမှမကြံတော့ဦးစင်းကတော့စုပေးနေစေအသက်ရှည်ခြင်းနားမယ်ခြင်းအစင်းလာခြင်းစီးပွားဥစ္စာဒီရီလာတိုးတက်၍ဦးစင်း၏စုပေးတံကိုတက်သည်ကြားတစ်ချက်မကြားတစ်ချက်ရှိပါလေသည်သူနကိုအပိုင်းလေးကိုဆက်ဖတ်ပါမယ်ရှင်ထိုနေ့ညနေကကိုတန့်စင်ငွေမပေးနိုင်ခဲ့ပါအုံနာကတော့အနိုင်ရယုံမကကားအချိန်တွေသိအစင်မပြေလှ၍ဝက်ရှော့အပ်ခဲ့ရသည်လက်ကျန်ပတ်စံလေးလဲလှူလိုက်ရပြီမို့သိမ့်အလွန်စိတ်ညစ်သွားရသည်
ဘလို့မှကြံမရသည်မို့လက်စွပ်ကလေးကိုရောင်းလိုက်ရလေသည်တိမ့်သိမ့်သည်ရွှေဆိုင်မှအထွက်တွင်တိမ့်သိမ့်တပေးသို့ကားအကောင်စားကြီးတစ်စီးထိုးဆိုင်လာသည်ဘရန်နီသည်ပင်ကိုချုံမော့သူဖြစ်ုံမကယခုကဲ့သို့အဆင့်တန်းတွင်နတ်သွင်ပြန်ကြွနေသည်မှာချွေးတလုံးလုံးနှင့်ဆန်ရွယ်များကိုပင်မသေးသက်နိုင်တော့သည့်တိမ့်သိမ့်နှင့်ရှင်လိုက်လျင်တထေးနှင့်အိမ်ပေါ်မတို့ကဲ့သို့ကွာခြားစေလာသည်ဘယ်သွားမလို့လဲတငယ်ချင်းဟူသည်ဘရန်နီ၏အမေကိုအိမ်ပြန်တော့မလို့ဟုဖြေလိုက်တော့ငါလိုက်ပို့ပေးမယ်ဟုဆိုကတိမ့်သိမ့်ကိုကားပေါ်တက်စေသည်ဘရန်နီသည်တငယ်ချင်းများကိုချစ်ရှာပါသည်ကားမောင်းသူကိုကြည့်မိစဉ်တိမ့်သိမ့်မှာဒရိုင်ဘာနှင့်တွင်ပြင်ချားနာသူကိုတွေ့ရ၍ဘရန်နီကိုကြည့်မိပြန်သည်တိမ့်သိမ့်အကြည့်ကိုနားလည်လိုက်သည့်ဘရန်နီကပြုံးစိစီမျက်နှာထားနှင့်မျက်စိတစ်ဖက်ကိုမှိတ်ပြလိုက်နေသည်ထိုင်ပေါ်ကိုတက်လိုက်သည်နှင့်အံ့ဩစိတ်ဒေါသစိတ်နှင့်ပမာမခန့်နိုင်လွန်းသည့်ကြောကြောအောင်ကိုတပ်ပစ်လိုက်ခြင်းစိတ်တို့ကတပြိုင်နက်ခံစားလိုက်ရသည်မိတော်မှာတခါကိုတစ်မျိုးမယိုးအောင်နှိပ်စက်တတ်လေသောသူကိုယွန်ရှာလွန်းလာပါပြီယခုလဲအခန်းထဲ၌မိန်းကလေးငယ်တယောက်ကိုပူးကတ်ထိုင်နေစေပြီးကြောကြောအောင်အရက်တောင်းနေပါသည်စပွဲပေါ်၌လည်းပြန်ကျဲနေသောဘီယာပူခွန်များဒလီနှင့်မှားထားပုံရသောစားသောက်စရာများနှင့်စီးစိမ်ခံစားနေသည်ဒါတင်မကတောက်ဖော်တောက်ဖက်ယောက်ျားလေးတငယ်ချင်းနှစ်ယောက်လည်းရှိနေသည်နင်သိပ်လွန်နေပြီကြောကြောအောင်ဒေါသကိုမျိုးချ၍ပြောလိုက်သောမေတော်၏စကားကိုကြောကြောအောင်ယူမဆိုင်ပါဒီမှာခမားကြီးစားဖို့ကြက်ချိုကြော်ဝယ်ထားတယ်လေညနေစာချက်စရာမလိုတော့ဘူးဟောနင်အိမ်ပေါ်ကဆင်းသွားတော့မေတော်အိမ်ခန်းထဲဝင်ခဲ့လိုက်သည်ကြောကြောအောင်ခေါ်လာတာ KTV ကလားဘာလားမသိချင်တော့ပါမေတော်စိတ်ထဲတဝင်တိုစိတ်ဆိုတာမရှိတော့တာကြာလှပါပြီနှလုံးသားသည်ဗလာဖြစ်နေပြီးဘဝကအကောင်းတိုင်းပြန်မဖြစ်နိုင်တော့ပေမဲ့ဒီဒုက္ခမှတော့လွတ်မြောက်ခြင်းလာပါပြီဆရာမတယောက်၏တိတ်ခါဆိုတာကိုနားမလည်သောယောက်ျားမပေါင်းချင်တော့တော်လည်းမရအဲကန်းထဲမှရေမောသံများရှံတက်လာပြန်သည်မိန်းကလေးငယ်၏ရေတဲ့ငါခိုးခိုးခစ်ခစ်မေတော်သဝင်မတူတော်လဲရင်ထဲနာလှသည်အပြင်ထွက်ပြီးတောင်းကျမ်းပြန်လျင်လဲလူရှိ၌ကြောကြောအောင်၏မိုက်ရိုင်းပြမှုကိုခံရအဆက်ကွဲရအောင်မည်ငါသူ့ကိုပြန်ပို့လိုက်အောင်မယ်ငါတို့လက်ကျန်နေရှင်းလာလိုက်မယ်လေစားစရာတွေလက်ကျန်နေသေးတော့စန်နီပြန်ကျင်ပြီဆို၍ကြောကြောအောင်လိုက်ပို့ရမည်ဖြစ်တော့လဲထူးစော်နှင့်တင့်အောင်တို့နှစ်ယောက်ကစားကျင်တောက်ကျင်နေကြသေးသည်ဒါဆိုလဲနေလေငါစန်နီကိုပို့ပြီးပြန်လာလိုက်မယ်အိတ်ခမ်းထဲ၌မေတော်တယောက်တည်းရှိနေမှန်းသိတော့လဲကြောကြောအောင်ဆိုသည်မှာဇနီးများအတွက်စဉ်းစားပေးတတ်သူမဟုတ်သည်မို့အမှုသမားနှစ်ယောက်နှင့်မေတော်ကိုထားရကစိုက်ကားတစ်စီးခေါ်ပြီးစန်နီကိုပြန်လိုက်ပို့လေသည်မေတော်ကတော့ထိုအချင်းတွေကိုမသိလိုက်ဒေါသစိတ်ကိုဖြေလျှော့နိုင်အောင်ဖုံးဖွင့်ကလိုင်းပေါ်ရှောက်ကြည့်နေစဉ်မေတော်ကြီးဖုံးမိလာပါသည်ဟယ်လိုဆ iam ရေဒီနေ့ဆ iam မေကွန်းအပ်ဖို့မေးသွားသလားလို့ပါမေတော်တို့ကျောင်းမှကျောင်းအုပ်ဦးတိုးထက်ဖုံးဆက်မေးလာခြင်းဖြစ်ပြီးဆရာကြီးမေးမှမေတော်လဲမေကွန်းမအပ်ခဲ့မိသည်ကိုသတိရလာသည်နှစ်လဲဆမင်းပွဲအတွက်မေကွန်းအပ်ဖို့ထည့်သွားပေမဲ့မေ့ပြီးပြန်လာသည်ဟုတ်ဆရာမေတော်မေ့သွားလို့ပါမလက်ခံကြမှာဟင်းနင်တို့ဘာကိစ္စနဲ့ထူးစော်နှင့်တင့်အောင်တို့မှအိတ်ခမ်းထဲမှဖုံးမိတဲ့နှင့်မေတော်ဤစကားပြောတဲ့တို့ကိုကြားမှမေတော်တယောက်တည်းရှိနေသည်ကိုသတိရသွားကြကအရက်သွေးများဆူလာပြီးပင်ကိုစိတ်ရုပ်တို့ထားကြွလာကြသည်နှစ်ယောက်စလုံး၏ခြေလမ်းများကမေတော်ရှိနေရာအိတ်ခမ်းဝါသို့ရောက်ရှိလာကြပြီးခန်းစည်းစားကလေးသာကာယံထားသောအိတ်ခမ်းထဲသို့ဝင်လာကြလေသည်နင်တို့ထွက်သွားကြနော်ကြောကြောအောင်မေတော်မှာကြောအောင်ကိုအခေါ်တော်လဲဟာဟိုကောင်မရှိဘူးစန်နီကိုပြန်ပို့ပေးနေတယ်ငါတို့နှစ်ယောက်ပဲရှိတယ်ဟင်းမေတော်မှာအုံနောက်မရှိသောလင်းကိုကြာမအံ့ဩနိုင်ပါဆ iam ဘာဖြစ်တာလဲဆ iam တစ်ဖက်မှဆရာဦးတို့ထက်မှဖုံးထဲမှကြားနေရသောစကားသံများအနေထားရအခြေအနေကိုတည်တည်ချာချာနားမလည်တော့လဲကောင်းသောအနေထားမဟုတ်သည်ကိုတော့ရိပ်စားမိသည်ဆ iam မေတော်မှာဆရာဤခေါ်တဲ့ကိုဆရာမေတော်စီအမြန်လာပါတခွန်းသာအမြန်ပြောပြီးဂရင်ဤတခြားတစ်ဖက်သို့ဆင်းလိုက်ရလေသည်မေတော်မှာကိုယ်အိမ်ပေါ်ထိတက်ကအစော်ကားခံရမိအရေးဖန်တီးလိုက်သည့်ကြောအောင်ကိုသေတောင်ခွင့်မလို့ဘူးဟုတန်ဋိဌာန်ချမိရင်မှအိမ်ကြီးနာကြီးများရောက်လာအောင်အော်ဟစ်အကူကြီးတောင်းလိုက်ပါသည်လာကြပါအောင်ရှင်ကျမကိုထူးစော်ကဂရင်ပေါ်မှခုံကျော်ကမေတော်ကိုချုပ်ပြီးပါဇက်ကိုပိတ်ထားလိုက်၍မေတော်မအော်နိုင်တော့တင်အောင်လဲမေတော်ကိုဝင်ချုပ်ပြန်ရာယောက်ျားနှစ်ယောက်အောင်မို့မေတော်ရုန်းကန်၍မမျှပဲမျက်ရည်များစီးကျလာကြသည်
တင်းအောင်ကမေတော်ဤလုံကြီးကိုဆွဲချွတ်ကမေတော်ကိုကတင်ပေါ်သို့တွန်းလဲချလိုက်စဉ်ခွေးမသားတွေခွေးလိုကောင်းလေတင်းအောင်ကိုခုတ်ပိုးမှဆွဲယူပြီးမျက်နှာအနှံ့လက်သီးထိုးချက်များအဆက်မပြတ်ကြလာသည်ကြောကြောအောင်ပြန်ရောက်လာခြင်းဖြစ်လျာထူးစော်မှကြောကြောအောင်ကိုဝင်လုံးပြန်သည်မေတော်လည်းအခန်းတောင်း၌ရက်ကအော်ဟစ်ကူညီတောင်းရပြန်သည်နှစ်ယောက်တစ်ယောက်ဖြစ်နေ၍ကြောကြောအောင်၏မျက်နှာမှလည်းဖူးရောင်သွေးထွက်လာသည်ထိုစဉ်ဆရာဦးတိုးထက်ရောက်လာပြီးရဲစခန်းသို့ဖုံးဆက်လိုက်လေသည်ရဲစခန်းသို့ဖုံးဆက်တန်ကြားမှထူးစော်နှင့်တင့်အောင်တို့အိမ်ပေါ်မှဆင်းပြီးထွက်ပြေးသွားကြသည်ဝုံနိုင်ကျဲအတန်များကြောင့်အိမ်ပတ်ဝန်းကျင်မှလူများလည်းရောက်လာကြလျာမေတော်မှာရှက်လွန်းဝမ်းနဲ့တိမ်ငယ်လုံး၍မျက်ရည်ပင်မကျနိုင်တော့ပဲရင်ထဲစိုးနှစ်ကဆရာကျမကိုတခုလောက်ကူညီပါအောင်ဆရာဟုတ်ကဲ့ပြောပါဆရာမအခုပဲကျမကွာရှင်းတော့မှာမို့ကျမဘက်ကလူကြီးတယောက်အနေနဲ့ရက်ွက်ရုံကိုလိုက်ခဲ့ပေးပါဆရာဟာမလုပ်ပါနဲ့မဦးတိုးထက်ဘာမှမပြောနိုင်မီကြောကြောအောင်မှထိတ်လန့်တကြားသံထွက်လာပါသည်ရက်ွက်ရုံ၌မေတော်မှကြောကြောအောင်ကိုကွာရှင်းလိုကြောင်းလျှောက်ထားသည်ကိုမိသူမှမကန့်ကွက်ကြပါရက်ွက်လူကြီးအားလုံးနှင့်အတိအသက်တွေပြုမိသူများအားလုံးသည်မေတော်တို့အိမ်တော်ရေးကိုအကြောင်းသိများဖြစ်ကြလေရာမေတော်ကိုလည်းထိုဒုက္ခများမှလွတ်မြောက်စေလိုကြသည်ယခုဖြစ်သွားသောအယုတ်ဆိုးလာသည့်ကိစ္စမျိုးထပ်မံဖြစ်မှာမိသူမှမလိုလားကြပါကြောကြောအောင်ကတော့ကလေးတယောက်လိုဝမ်းနဲ့ဆိုင်ငင်ကိုနေပါသည်ကျွန်တော်မြဲဆက်ပါနဲ့ကျွန်တော်မမကိုကွာရှင်းမပေးနိုင်ပါဘူးကြောကြောအောင်ကလက်မှတ်ထိုးပေးဖို့ရန်ညှင်းဆန်နေသည်မှုရတယ်လေမင်းကွာရှင်းမပေးဘူးဆိုရင်မင်းနဲ့မင်းတငယ်ချင်းနှစ်ယောက်စလုံးကိုငါတရားစွဲမယ်အမှုဖွင့်မယ်ထောင်ထဲမသွားခြင်းကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပါမေတော်ပြတ်သားပြီးရက်ွက်လူကြီးများမှာပုံမှန်ဆိုရင်လင်များကွာရှင်းမှုကိုအားမပေးဘဲပြောဆိုလေးရှိတော်လဲယခုတော့ဖြင့်မိသူမျှဖြောင်းပြခြင်းမရှိကြပါဆရာဦးတိုးထက်မှလည်းနေရင်ထိုင်ရင်ကွာရှင်းစာချုပ်တစ်ခုဤအတိအသက်တွေနေရာနဲ့လက်မှတ်ထိုးပေးရမည်ဟုစိတ်ထဲမကောင်းနိုင်လာပါဆရာမလေးမေတော်ဤအိမ်တော်၏အဆင်မပြေမှုများကိုသူလည်းသတင်းကြားနှင့်သိထားပါသည်မေတော်ကစာချုပ်မှာလက်မှတ်ထိုးလိုက်သည်ငိုနေသေးသောကြောကြောအောင်ရှေ့သို့စာချုပ်ကိုထိုးပေးလိုက်တော့လဲကြောကြောအောင်ကလက်မှတ်မထိုးပါအတွေ့မတူရင်အိမ်သူမဖြစ်ဘူးတဲ့မောင်ကြောကြောအောင်ဆရာမနဲ့မင်းကဗီဇစရိုက်လုံးဝမတူတော့ရှေ့ဆက်ဖို့ကအဆင်ပြေဖို့နဲလုံးနဲ့မဟုတ်လားဒီနေ့ကိစ္စဆိုရင်ဆရာမလေးအတွက်ဘလောက်အန္တရာယ်များလဲရက်ွက်လူကြီးတယောက်ကကြောကြောအောင်ကိုတွယ်ဝိုက်စွာဖြောင်းပြသည်အသက်20အရွယ်ကြောကြောအောင်မှာမိခင်တစ်ဖွဲအမတစ်ဖွဲဆရာမလိုတစ်မျိုးသူ့အပေါ်အမျိုးမျိုးကျင်နာခဲ့လေသောသူ့အမျိုးမျိုးဆိုးခဲ့မိလေသောသူ၏အဖိုးတန်ဇနီးအားအဆုံးရှုံးမခံနိုင်ပါမမမေတော်သူ့နားမှာမရှိလျင်သူရက်တည်နိုင်မည်မဟုတ်သူဆိုးတာသူညံ့တာသူရိုင်းမိတာသူအားလုံးသိပါသည်ဒါတွေကြောင့်ပဲမမကိုသူဆုံးလို့ရတော့မှာလားဒီလက်မှတ်တစ်လုံးသည်သူနှင့်မမကိုအဝေးဆုံးနေရာကိုပို့ပစ်တော်မူသူဘာလို့ရမည်နည်းကြောကြောအောင်သည်ဆုံးဖြတ်ချက်ကိုလျှင်အမြန်ချလိုက်ပြီးဟာဟေးအားလုံးမထင်မှတ်ထားသည့်အနေထားတွင်ကြောကြောအောင်သည်ရက်ွက်ရုံထဲမှပြေးထွက်သွားလိမ့်သည်ကွာရှင်းစာချုပ်တွင်လည်းလက်မှတ်မထိုးခဲ့ပါဦးထိုင်မောင်သည်အိမ်ကြီးအပေါ်တက်တွင်ခောက်တော့ခောက်ပြန်လမ်းလျှောက်နေလေသည်ငွေကြွေးတတ်နိုင်သူမို့ဦးထိုင်မောင်၏တိုင်ကြီးသည်ပြည်သူ့ကပညာရှင်တို့လက်စွမ်းပြခွင့်ရခဲ့သည်အပေါ်တိုင်း၏ရှေ့မျက်နှာစာတွင်သုံးမြောက်ဖန်သားများနှင့်ကာယံစီချထားပြီးအတွင်းဘက်မှသာအပြင်ကိုမြင်နိုင်သည်ထို့အပြင်ယခုနေရာမှကြည့်လျင်ခြံထဲတင်မကားပဲခြံရှိကိုလည်းမြင်ရသည်4-5ခြံအလုံးကိုပင်မြင်နေရသေးသည်ကြားနေရသည်တွေကနားနှင့်မဆက်မီမို့ဒီကနေ့တော့အဖေတစ်ခုခုကိုတီးဖို့သိမည်ဟုဦးထိုင်မောင်တွေးသည်အတွေးဆုံးတော့တပြင်းချမိပြန်သည်သူ့မိတ်ဆွေများသူ့လူများပြောကြသလိုထင်ကြသလိုမြင်ကြသလိုအမှန်တကယ်ဖြစ်နေမည်ဆိုရင်သူဘာဆက်လို့ရမည်နည်းအရွယ်ကွာဟနေတော့လဲသူသည်ဘရန်နီကိုလက်ထပ်ယူခဲ့သည်နွားကိုမျက်နှုကြိုက်ဟုပြောခံခဲ့သည်ဘရန်နီသည်ငယ်သည်လှသည်ထက်မြက်သည်တွက်လက်သည်သို့တော့ကလတ်တက်တော့မပြုတ်မှုတတ်သူ့လိုတကြားကိုလက်ထပ်ယူခြင်းမှလည်းချစ်လို့မဟုတ်ဘူးဆိုတာတော့ဦးထိုင်မောင်သိပါသည်ဘရန်နီကချမ်းသာခြင်းသည်တိုးတက်အောင်မြင်ခြင်းသည်သူမကိုယ်တိုင်စူးစမ်းခြင်းသည်တထေးကြော်မျှမဟုတ်ဘဲကိုယ်တိုင်ကတထေးဖြစ်ခြင်းသူဆိုတာဦးထိုင်မောင်ကောင်းစွာသိသည်ဘရန်နီဖြစ်ချင်တာအားလုံးကိုသူဖန်တီးပေးနိုင်သည်ဘရန်နီဘက်ကလည်းသူ့ကိုခင်မွန်းအဖြစ်ရွှေလက်တွဲ၍ပွက်တက်နိုင်ရပေမည်မဟုတ်ပါလားယခုတော့ဘရန်နီသည်ခြံရှိ၌ကားတစ်စီးရပ်လိုက်သဖြင့်ဦးထိုင်မောင်တွေးစားကိုဖြတ်လိုက်သည်ကားကဘရန်နီကားဖြစ်ပြီးခြံတကားတက်မှမရက်သည်ကထူးခြားမှုဖြစ်နေသည်
ကားမောင်းသူနေရာမှတကားပွင့်လာပြီးအမျိုးသားတစ်ယောက်ဆင်းလာသည်ခလန်းလန်းမှမြင်နေရသည်ပင်အတော်ကြည်ကောင်းသည်ဟုဦးထိုင်မောင်မှတ်ချက်ပြုမိသည်မြင်မာသောအရက်မောင်းနှင့်လိုက်ဖက်သည့်ကိုနေဟန်ထားအချိုးကြားနာလာသည့်လမ်းလျှောက်ဟန်တို့ဖြင့်ကား၏တစ်ဖက်ချမ်းသို့သွားကာတကားဖွင့်ပေးနေသည်ကားပေါ်မှဗရန်နီဆင်းလာသည်ကိုလက်ကမ်းပေးနေပြန်သည်ဗရန်နီမှာထိုသူ၏လက်ကိုဆွဲကင်ကာဆင်းလာပုံမှာအလုရှင်တထေးနှင့်မတူဘဲချစ်သူပေါ်အားကိုးယုံကြည်နေသောမိန်းမလှလေးတစ်ယောက်နှင့်တူနေလေသည်ဗရန်နီသည်ကားတကားကိုလက်နောက်ပြန်တွန်းပိတ်လိုက်ပြီးကားကိုမှီ၍နွဲ့နွဲ့လေးရပ်လေသည်ဒရိုင်ဘာလားလူယုံလားဘာလားမှမသိသောထိုသူကလည်းဗရန်နီ၏အပေါ်မှမိုးကာစကားပြောနေပြန်သည်ဦးထိုင်မောင်သည်ဗရန်နီမှာသူမယားဆိုသည်ကိုတခင်ကမေးရောမိသူလိုဖြစ်သွားကသူတို့နှစ်ယောက်တော်တော်လေးလိုက်ဖက်တယ်ဟုပင်ရေရွတ်မိလေသည်သို့တော်လည်းဗရန်နီသည်သူမယားသာဖြစ်လေရာထိုသည်မှာဘလိုနည်းနှင့်မျှပြောင်းလဲသွားမည်မဟုတ်ထို့ပြင်သူဆိုသည့်ထိုင်မောင်မှာလက်ပွားခြေပွားဘဝမှာယခုလက်ရှိအနေထားသို့ရောက်အောင်ထောင်မကြောက်တမ်းမကြောက်ဘဝဆိုသည်ကိုအကြိမ်ကြိမ်ရင်းခဲ့သူရရောလျင်သူများထက်ရရောတက်ပြီးရက်ဆက်လျင်တော့သူများထက်ရက်ဆက်တက်သူဆိုသည်ကိုဗရန်နီတည်သေးပုံမရပါလားဟုဦးထိုင်မောင်တွေးခိုင်အေးပြုံးနေမိလေသည်ဒီအတိုင်းနေလို့တော့မဖြစ်တော့ဟုသိမ့်သိမ့်စဉ်းစားနေသည်ကိုတန့်စင်ကိုလည်းအပြစ်ဆိုလို့မရအဆဈေးကြီးနေသည့်အချိန်ခါမှာမိသားစုတာဝန်ကိုတယောက်တည်းထမ်းနေရတာဘလို့အဆင်ပြေနိုင်ပါလဲသိမ့်သိမ့်မှာတေးချလှုပ်တတ်တာဆိုလို့လည်းဘာမှရည်ရရမရှိပြန်လေတော့စဉ်းစားရင်းကောင်းပူလာသည်အကြံဉာဏ်ကမထွက်လာပါထမင်းဘူးများမိအောင်ချက်ပြုတ်ရအောင်မည်ငခုစင်ကောလေးကိုရွရွလေးအုပ်ချက်မည်ကျက်သွန်ပြူဓာပြရိုက်၍ပဲနီလေးရေတော့တစ်ခွက်ငပိရေကျိုကောင်းကောင်းလေးဖြော်ပြီးတငင်းသီးအိုးစိန်ကြောင်ရှာသည့်ချင်ဘက်ငပြောဦးချင်မတို့နှင့်ဆိုရင်တော်တော်လေးပြည့်စုံသည်ချင်ဘက်များကိုတင်းတင်းဤမေမေကိုယ်တိုင်အိုးစိန်ထားခြင်းဖြစ်သည်မေမေတင်ပေးထား၍တင်းတင်းဤဟင်းချက်လက်ရများမှာစားဖို့သူတိုင်းဤချီးမွမ်းခြင်းနောက်တစ်ချိန်တောင်းဆိုခြင်းတို့အမြဲခံရတတ်သည်ခြံလေးတဲ့ဆင်း၍ရွတချို့ကိုခူးရင်းငါလွတ်တတ်တာဆိုလို့ဟင်းချက်တတ်တာပဲရှိတော်ဟုတွေးရင်းအားငယ်သလိုရှိရမှသိမ့်သိမ့်အကြံတစ်ခုရကထိုအကြံကိုမေမေနှင့်တိုင်းမရင်အိမ်ပေါ်သို့အပြေးကလေးပြန်တက်သည်မေမေသမီးလေးဟင်းမျိုးတွေချက်ပြီးရောင်းရင်ကောင်းမလားလို့သမီးလုံးနေလို့လေမေမေလည်းဝိုင်းကူလုပ်ပေးနိုင်တဲ့အလုပ်ဆိုတော့သိမ့်သိမ့်တို့သားမိသည်တပတ်အတွင်းထမင်းဟင်းအယောင်းဆိုင်ကလေးဖွင့်နိုင်ရန်စီစဉ်ကြလေသည်သိမ့်သိမ့်ဤဖေဖေကလည်းတတ်နိုင်သလောက်ကူညီပါသည်ထမင်းနှင့်ဟင်းများကိုဘူးများနှင့်ထဲ၍ပါဆယ်ရောင်းပေးခြင်းသာလုံးနိုင်ဦးမည်ဖြစ်ပြီးထမင်းဆိုင်မဖွင့်နိုင်သေးပါထမင်းဆိုင်ဆိုသည်မျိုးကလူအင်အားအလုပ်သမားအင်အားလိုသည်လူငှားဖို့အတွက်ကဆိုင်ဤဝင်ငွေမသေးကြသေးသည်မို့သိမ့်သိမ့်တို့မှာအလုပ်သမားကြီးများစိုက်ရှင်းရန်ငွေပိုသိမ့်မရှိ၍ပါဘာဟင်းတွေရောင်းလာလဲအေးသုံးရင်ကျော်မှဒေါ်အေးတင်ကိုမေမေကကျက်ဝက်ဘဲကြက်ကလေးကငကျင်းစီပြန်ငတတော်ပေါင်းငါးလေးအိုးကတ်စုံလို့ပါပဲမအေးရဲ့အသီးရွက်ကြော်ကတော့၄-၅မျိုးရှိတယ်အပေးပါဦးနော်ဒေါ်အေးတင်ကအပေးဖို့ကကောင်းမကောင်းသိဖို့လိုသေးရဲ့လေအမနာပါမနာပြောရင်တဟင်းဟင်းနဲ့ရဲသည်လားအဖျားတက်သည်လားမခွဲခြားနိုင်သည့်အတန်ကိုပြူရင်းထွက်သွားသည်သိမ့်မှာပင်ကိုအေးဆေးသူမှုဘာမှမပြောမိတော့လဲစိတ်မကောင်းဖြစ်ရသည်မေမေကိုလည်းအားနာမိသည်မေမေကတော့အစကတော့ဒီလိုပဲပေါ့သမီးရဲ့ဟုသာအားပေးသည်ဒေါ်အေးတင်တို့အိမ်ကိုသိမ့်တို့အိမ်မှဟင်းကောင်းလေးများချက်တိုင်းမကြခဏပို့ပေးစားနေကြဖြစ်ရာကောင်းမကောင်းသိဖို့လိုသေးသည်ဟုသောစကားမှာသိမ့်တပြင်းချမိလေသည်သူတစ်ပါးစီမှငွေကြေးမိမိလက်ထဲသို့ရောက်ဖို့ဆိုတာအဘယ်မျှခက်ခဲသည်ကိုသိရပေပြီထိုနေ့ကဟင်းများစွာကြံလေသည်ဟင်းဆိုင်ကလေးသည်တစားစားရောင်းလာရပါသည်လူလက်တန်းစားများအဓိကနေသောပတ်ဝန်းကျင်ဖြစ်၍အလုတ်ချိန်မီအောင်သွားကြရသူများလေရာသိမ့်ဤဆိုင်မှထမင်းဘူးများကိုလာပေးစနစ်ဖြင့်စီစဉ်ကာရောင်းပေးလေသည်ဟင်းများကိုလည်းအနှစ်များဖြင့်ရသာရှိအောင်တေးကြစွာချက်ပြုတ်သည်ယခုဆိုလျှင်အိမ်ရှိမြေပိုလေး၌သမိုးသွက်ကဆိုင်ငယ်လေးတစ်ခုဖြစ်လာပေပြီထမင်းဝိုင်း6ဝိုင်းစာခင်းကျင်းနိုင်ပြီးဆိုင်၌စားကျင်သူများကိုပါရောင်းပေးလာနိုင်ချေပြီသိမ့်မှာဆိုင်ကူလူသမား3ယောက်ကိုပင်ငှားလိုက်ရသည်ကိုသန့်စင်မှလည်းအိမ်တော်ဝင်တို့ကိုဇနီးများကတစ်ဖက်တစ်လမ်းဝိုင်းကူထမ်း၍အသက်ရှူချောင်းကကျမ်းမာရေးလည်းပုံမကောင်းမွန်လာသည်
ဆိုင်အတွက်လိုအပ်သည်များဝယ်ယူရန်အတွက်တော့ကိုတန့်စင်ဤကားကိုပင်အောက်ကိုရလေသည်တိမ့်တိမ့်မှာခါတိုင်းထက်ပိုမိုများစွာပင်ပန်းရတော့လဲခါတိုင်းကဲ့သို့လက်ထဲငွေမရှိ၍အားငယ်ရခြင်းအိမ်သို့ရက်ကွက်မှကိစ္စတစုံတရာအတွက်လှူခံလာမှာစိုးရင်ရခြင်းမိဘများကျမ်းမာရေးသားနှင့်သမီးအတွက်ကုန်ကြစည်များလိုအပ်ချက်များအရာအလုံးအတွက်ငွေကြေးလိုအပ်ချက်အလုံးကိုကိုတန့်စင်တယောက်တည်းထံမှမျှော်လင့်တောင်းခံနေရပြီးပုံမှန်ထက်ကိုချွေတာလွန်နေရခြင်းတို့မှလွတ်မြောက်စပြုလာပြီးမှုလူကပင်မနေတော့လဲစိတ်ကတော့အာကျိုးမှန်တက်ကိုပျော်ရွှင်နေပါသည်ကိုတန့်စင်မှလည်းစိတ်ဝင်တော့ရောပါပြီးတက္ကစီကိုစိတ်အေးချမ်းစွာဆွဲနိုင်လေရာခရိုင်းထက်ပင်ကားဆွဲ၍ပိုကောင်းလာလေသည်ကျွင်းကနေကာယတန်တန်ကြောင့်ဇော်ဝေထွန်းမှာအိမ်ရှိသို့ကြည့်မိလေသည်တောက်ပြောင်လှပနေသောကားကြီးတစ်စီးကားပေါ်မှခန်းညာတောက်ပနေသောလူကြီးတယောက်ဆင်းလာသည်လူကြီးလူကောင်းတယောက်၏ဥပတိနှင့်အရှိန်ဝါတစုံတရာကြောင့်ဇော်ဝင်ထွန်းမှာအိမ်ရှိလမ်းပေါ်ထိဆင်းကခရီးဥကြိုပြုမိသွားသည်ကိစ္စရှိလို့လားခမညာရှိရပေါ်မောင်ရင်ဦးထိုင်မောင်မှာဇော်ဝေထွန်းကိုအကဲခတ်သလိုကြည့်လိုက်ရင်မောင်ရင်အခုလက်ရှိလုပ်နေတဲ့အလုပ်ထက်ပိုအဆင်းမြင့်တဲ့အလုပ်ကိုရမယ်ဆိုရင်လုပ်နိုင်မှာလားဇော်ဝေထွန်းမှာမထင်မှတ်ထားသည်မို့ရုတ်တရက်ဘလို့ပြန်ဖြေရမှန်းမသိဖြစ်သွားရပြီဦးကဘယ်သူများလဲခမညာကျုပ်ကအဓိပတိကုမ္ပဏီကဥက္ကဋ္ဌဦးထိုင်မောင်ပါကျုပ်ကုမ္ပဏီမှာကျုပ်အတွက်ပိုရေးအရာရှိတယောက်လိုအပ်နေလို့မောင်ဇော်ဝေထွန်းကအလုပ်လုပ်တာစီမံခန့်ခွဲတာအလွန်သေးသက်ကောင်းမွန်တယ်လို့ထောက်ခံချက်ကောင်းကောင်းပေးတဲ့သူရှိနေတယ်လေဇော်ဝေထွန်းအံ့ဩသွားပါသည်ဗရန်နီကုမ္ပဏီ၌သူ့အတွက်မဲမဲရရအလုပ်ဆိုလို့တနေ့ဗရန်နီနှင့်တပူးတွဲနေရခြင်းမျှသာရှိပြီးနေ့လည်စာဟူသည်များကိုစားသောက်ဆိုင်ကြီးများ၏တီးသန့်အခမ်းများ၌သာစားသောက်ဖြစ်သည်အလုပ်စီမံခန့်ခွဲတာမှန်သမျှကိုဗရန်နီကိုယ်တိုင်စီမံသည်ဗရန်နီသည်အလုပ်ကိုတော့တော်တော်လေးအာရုံစိုက်သည်ထို့ပြင်သူ့ကိုလည်းတော်တော်လေးအာရုံစိုက်ပြန်ပါသည်ဗရန်နီသည်သူ့ကိုစိတ်ဝင်စားတဲ့အောင်ပြုတော်လဲသူ့စိတ်ထဲမှာတော့ကြောင်ဝကြွက်ကိုကစားနေသလိုခံစားနေရသည်ထို့ပြင်ဆုံးဖြတ်ချက်မှန်သမျှကိုတယောက်တည်းချမှတ်မိပုံစံရှိသည့်ဗရန်နီလိုအထက်မြက်လွန်နေသည့်မိန်းမမျိုးကိုသူ့လိုမရှိပါကျွန်တော်ကိုထောက်ခံပေးတဲ့သူကိုသိမလားခမညာဦးထိုင်ဗရန်နီပါဇော်ဝေထွန်းဆွမ်းအားကြောင်းလိုက်သည်မှာအမှန်လားဗရန်နီမှာသူ့ရှိခန်းညာနုပြိုနေတော့လဲအသက်50ဝန်းကျင်အရွယ်ခန့်ရှိလူကြီး၏ဇနီးတဲ့လားဗရန်နီသည်သူထင်ထားသလိုအိမ်တော်မရှိသေးသူမဟုတ်ဘူးပေါ့ဒီလောက်ဆိုဇော်ဝေထွန်းသဘောပေါက်သွားချေပြီဦးထိုင်မောင်သူ့စီလာတာသူ့ကိုအလုပ်ခန့်ခြင်းလို့မဟုတ်ပဲသူ၏ဇနီးငယ်ငယ်ချောလေးနားမှာမနေစေလို့ဆိုတာသူပါဆက်လုပ်ရမည်နီသူနှင့်ဗရန်နီသည်ချစ်သူကြီးစားလည်းမဟုတ်ကြသေးပါတယောက်နဲ့တယောက်ယူဆိုင်မှုလေးတွေတော့ရှိသည်အလုပ်ရှင်နှင့်အလုပ်သမားဆက်ဆံရေးထက်တော့ပိုသည်ဖိတ်မောင်ကသူ့ကိုအလုပ်ခန့်ခြင်းလို့မှမဟုတ်ပဲအလုပ်ထွက်စေခြင်းလို့ဗရန်နီနားမှာမနေစေခြင်းလို့ကျွန်တော်ဘာလုပ်ပေးရမလဲခမညာဦးထိုင်မောင်ကသပင်းချလိုက်ပြီးမောင်ရင်ဦးရဲ့ကုမ္ပဏီကိုလာခဲ့ပါခုဆိုမောင်ရင်လည်းအခြေအနေကိုနားလည်လောက်ပါပြီကျွန်တော်မနေ့ပြန်အကြောင်းပြန်ပါမယ်ခမညာကပြားတစ်ခုကိုထုတ်ပေးပြီးဦးထိုင်မောင်ပြန်သွားသည်ဇော်ဝေထွန်းလည်းစိတ်ရှုပ်ထွေးလွန်းစွာကြံခဲ့ရလေသည်နောက်ပိုင်းများတွင်ပြန်လည်စုံစည်းကြပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်